မင်္ဂလာညာချမ်းနေပါမျိုးတို့ရေအဲ့လိုလေးပြောပြီးတက်လာပြီးဟုတ်လားငါတို့ပတ်စံကောအောင်ပြီးရကောင်တက်လာပြီလို့ထင်နေကြတော့ငါလားပြီးတိုင်းလည်းအများတန်းကိုလွဲနေတော့တာပဲရှိုင်းနဲ့ကျွန်တော်တော့စိတ်တက်ပြက်လာရှာလိုက်လွဲလိုက်ဟလားနက်ကလည်း3-4ကနေချိန်သွားတယ်3-5တဲ့ခုံတက်သွားတယ်ညနေကျလည်း3-4ကနေကျတော့ခုံမတက်ဘူး3-5လို့နော်နလန်ဟိုးမထူနိုင်ဘူးဒီတစ်ပတ်မှာနော်ကဲပေါက်နဲ့ရှာတယ်ပြီးွားချင်းလွဲပြန်ပြီဆိုအဲ့လိုလေးဖြစ်နေနော်အခုလဲရှားတာပေါ့ဗျာမနှက်ဖန်တွက်လေးပေါ့ကဲပေါက်ပဲရမလားဟာပဲဖြစ်မလားဆိုကျွန်တော်လည်းအကောင်းဆုံးတော့ရှာပြီးတာပေါ့ဗျာဒီမူတွေနဲ့ဖြစ်စဉ်နေနဲ့ဟိုကြည့်ပြီးတော့ရှာတာပေါ့လေပတိက6လုံးဆင်းသွားပြီကိုရွေးခဲ့တဲ့ကိုမတီပေးတဲ့6လေးပဲကြံခဲ့တယ်အဲ့လိုလေးဖြစ်နေဇာတာလည်းနော်အဲ့တော့မနှက်ဖန်ကကြရင်ဗျာကျွန်တော်တို့6ကလည်းကစားတာမောနေအဲ့တော့မူရီရချပြမယ်တွေ့တာကိုပြမယ်ပြီးရင်မိန်းနဲ့ကွက်ဖမ်းမယ်နော်ကြိုက်လို့ရှိရင်တော့ကစားနော်ကျွန်တော်လည်းဟိုလက်တန်းတို့ပေးတာတော့မဟုတ်ဘူးဗျာလက်လွတ်စပယ်ပေးတာတော့မဟုတ်ဘူးမူရီအထောက်တင်နဲ့ပေးခဲ့တာပဲဒါပေမဲ့လွဲချော်သွားတဲ့အတွက်တောင်းပန်ပါတယ်ဗျာနော်မတက်နိုင်ဘူးလွဲချော်သွားတော့လဲကျွန်တော်လည်းစင်ပြေစိတ်တော့မကောင်းဘူးပေါ့ဗျာအကူမတွေထိရဆိုအားလုံးကငွေနဲ့ချင်းကစားတာဟုတ်ဗျစက်ကူနဲ့ကစားတာမဟုတ်တော့တော်တော်လေးတော့ဘာဖြစ်တာပေါ့ဗျမူ3ခုဗျာမူ3ခုရဲ့ကလင်နာစီကြောတစ်ခုရဲ့လက်သက်ဆိုင်တစ်ခုရဲ့5ခုစုံချက်နဲ့6ခုရွေးပြီးခဲ့တာသူ့နောက်ကပေါက်ဖို့ဖြစ်မှာဆိုသူ့နောက်က6တောင်မှနောက်ဆုတ်ပြီးတော့6ထွက်ပြီးမှ6ပြီးပါမယ်လေးဆိုပြီးလှုပ်လိုက်တာ6ကရင်ထွက်သွား6ကခုချိန်ကြီးကျန်းနေတော့ပဲနော်ဟုတ်ပြီအဲ့ဆိုရင်တော့အခုဖြစ်စဉ်လေးနဲ့ကျွန်တော်ရှာတွေ့လာလေးကိုပြပြမယ်နော်ဒါအလဲ90တဲ့ထိပ်ပိတ်ညီကိုပေါ့အလဲ90တဲ့ထိပ်ပိတ်ညီကိုကဒါ2012ကနေမှ2026ထိကိုဒီ3မိန်ပဲရှိတယ်ဒီ3မိန်မှာဒါ2000ဒီပထမဆုံးအပင်က2018ဒီနှစ်ပင်ကဒါအခု2026တလပိုင်းနဲ့ဒါ2016 3လပိုင်းမှာ2026 3လပိုင်းမှာဖြစ်ခဲ့တဲ့3လပိုင်းမို့ဒီကောင်ကဟိုဟာခဏလေးကျွန်တော်ကြည့်ပေးမယ်ဒီကောင်ကဟုတ်တယ်ဒီကောင်3လပိုင်းမှာဖြစ်ခဲ့တာ2026 3လပိုင်းပေါ့နော်အဲ့မှာတလပိုင်းရဲ့3လပိုင်းရဲ့2018ကပေါ့အဲ့မှာဖြစ်ခဲ့တာအဲ့မှာနောက်ရက်ချက်ချင်းမှာ6ပိုင်လိုက်တာကိုတွေ့ရတယ်ဟောနော်သူကအခွေလိုယူမယ်ဆိုလို့ရှိရင်လေသူကဟောနော်36ခွန်လဲရတယ်နော်နောက်ရက်ချက်ချင်းပေါ့ဗျာဒီမှာ6313ဒီမှာ66ခွန်6ဆိုပြီးတော့အဲ့လို136ခွန်ခွေပူးလဲရတယ်ဒါပေမဲ့ကျွန်တော်ကမနှက်ဖန်ကကြလို့ရှိရင်ဟို269အထီကီးဒီနေ့ဆို439ခွန်အထီကီးပေါ့ဗျာခွေတော့ထွက်သွားတာပေါ့အဲ့မှာ269အထီကီးနဲ့ချိန်ပြီးတော့မှနှစ်ကွက်တော့ရွေးထုတ်ထားတယ်ဆိုတော့ပထမတစ်ခွက်ကအခုဒါ6ပိုင်းကိုမူတည်ပြီးတော့ပေါ့နော်6ပိုင်းကိုမူတည်ပြီးတော့မှပထမတစ်ခွက်ကိုပြောပြမယ်ပထမတစ်ခွက်ကနောက်တမုံနဲ့ဒီမှာဒါကဒီနောက်ဆုံးပင်ပေါ့ကျွန်တော်ရှာတွေ့ထားတာပေါ့ကျွန်တော်စပြီးရှာလိုက်တဲ့ရှာတွေ့တဲ့ချိန်မှာဒါဒီတီးနေပေါ့ကြာတာပတိနေမှာအလဲ90ဒေထော့စင်တွေကိုကျွန်တော်ရှာထားတာဒါဒီပင်ကနေစရှာတာပေါ့ဒီဘက်ဟိုနောက်ဆုံးပင်ပေါ့ဒီ2026မှာနောက်ဆုံးဖြစ်ခဲ့တဲ့အပင်မှာစပြီးရှာတွေ့တာပေါ့ဒီတီးနေမှာအလဲ90ဒေထော့လို့ရှိရင်သူက2ရက်အတွင်းမှာနှစ်ပိုင်လိုက်တယ်နှစ်ပိုင်ဘာနော်ဒီမှာ1နှစ်ဒီမှာ26 29ခွန်နှစ်29ဒီမှာ2နှစ်ဆိုပြီးတော့နှစ်ပိုင်လိုက်တယ်အဲ့တော့မနက်ဖြန်ကလည်း269အထီကီးလဲရှိနေတာဖြစ်တဲ့အတွက်ဒီက2ပိုင်ကိုယူတယ်ဟိုက6ပိုင်ကိုယူတယ်ပြီးရင်ဒါက frame size ဒါကျွန်တော်နဲ့အတူတူပေါ့နော်ခဏနေရှာနေတဲ့ညီလေးတယောက်ရှာတွေ့ထားတဲ့ frame size ဒါကိုကျွန်တော်တို့ချောင်းနဲ့ငတ်ကြတာပေါ့ဗျာအဲ့တော့ဒီ frame size ထဲဝင်လာပြီဆိုတဲ့အတွက်ကျွန်တော်တို့ကမနက်ဖြန်
မနက်ဖန်မနက်တောက်ကြမနက်ကိုကျွန်တော်တို့ကရှစ်ပရိတ်ဖမ်းမယ်ရှစ်ပရိတ်ဖမ်းမယ်ဆိုတော့ခုနက2ပိုင်းရယ်6ပိုင်းရယ်ဆိုရင်ကျွန်တော်တို့ကတကွက်ကောင်း26ပြီးသားလို့ရှိရင်ကျွန်တော်တို့ကမြူပရိတ်ဒီဘက်ထဲမှာမြူပရိတ်က4ပရိတ်ဖြစ်နေတယ်အဲ့တော့ပျောက်ကနန်း6ကိုမြူပရိတ်နဲ့ချပြီးမလားပြီးရင်မနေ့ကကျွန်တော်တို့လက်ကြံခွေရှိတယ်မူလက်ကြံလေးကျွန်တော်မနေ့ကပြောခဲ့တယ်တီးကြကဲပေါက်1268ခွေပူးမှာเนาะကျွန်တော်ကတစ်ကိုတတ်ထားတယ်အဲ့တော့268ခွေပူးကြံမယ်အဲ့တော့ကျွန်တော်တို့ကဟိုဘက်မှာလည်း2ပိုင်းရှိတယ်6ပိုင်းလည်းရှိတယ်ဒီမှာလည်း10ပရိတ်ရှိတယ်အဲ့တော့ကျွန်တော်က main ကို6နှစ်နဲ့ရန်68ပေါ့ဗျာအဲ့နှစ်ကွက်ကိုဇာတုထိုးခြင်းလဲထိုးလုံးဝ6လဲမပတ်တော့ပါဘူးဘာလဲပြောတော့အဲ့နှစ်ကွက်လေးတော့ကန်ဆန်းကျွန်တော်တို့ကံပေးရင်တော့ရမှာပေါ့ဗျာနော်ကျွန်တော်လဲဟိုလွတ်လွတ်ပဲပေးတာမဟုတ်လေအခုချပြနေတဲ့အတိုင်းပဲအခုမြင်နေရတဲ့အတိုင်းပဲเนาะဒီဗီဒီယိုလေးတခြားကြည့်ရင်တွေ့မှာပေါ့ဟုတ်လားမူဖရိတ်နှစ်ခုရယ်ဟိုဘက်ကเนาะဒီ site တစ်ခုရယ်ပေါ့เนาะကနေဒါ site တစ်ခုရယ်3ခုအထောက်နဲ့ပဲကျွန်တော်ဖမ်းတာပေါ့ဒီကနန်းကိုလေ26မိန်68ရန်ပေါ့ဗျာအဲ့နှစ်ကွက်ကိုတော့ကျွန်တော်ဖမ်းတယ်ကြိုက်သူလို့ရှိရင်လိုက်ကစားပါနော်တကယ်လို့များမနှက်ဖန်တာဒါစိတ်ကူးရင်တော့မဟုတ်ဘူးဒီ move frame နေကျွန်တော်အရင်ရှာခဲ့တဲ့ move frame နေနဲ့ရှိတယ်26ထဲတာထွက်လို့ရှိရင်နောက်ဘက်အင်္ဂါမကျော်ပတ်တီးကလုံးဝ share နော်အဲ့မူက2025 5လပိုင်းမှာနောက်ဆုံးဖြစ်ခဲ့တာအခုချိန်ကြီးပြန်မဖြစ်သေးဘူးကျွန်တော်လည်းအဲ့လောက်စောင့်နေတာမျောလင်းချက်နဲ့26ဆိုပြီးထိုးခိုင်းတာမဟုတ်ဘူးเนาะမျောမှန်းပြီးတော့ခဏကိုမျောမှန်း26ကိုထိုးခိုင်းတာမဟုတ်ဘူးဒီမှာဟိုအကြောင်းအရာတွေကိုချပြပြီးတော့မှဖြစ်နိုင်မဖြစ်နိုင်ကိုဒီဗီဒီယိုကြည့်ပြီးတော့မှဟိုအကူမတို့လည်းစဉ်းစားကြည့်ပေါ့ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားเนาะအဲ့လောက်စဉ်းစားဆုံးဖြတ်ပြီးတော့မှကစားကြည့်ပေါ့เนาะသူကနောက်ထပ်ပြီးတော့မှဒီ movement မှာထပ်ပြီးအထောက်ကိုထပ်ပြလို့ရှိနေမှန်လေနှစ်ရက်အတွင်းမှာတင်း6ခွန်ခွေဘူးကလည်းရှိနေတယ်တင်း6ခွန်ခွေဘူးကလည်းဆင်းနေတယ်ဆင်းနေတော့ကြတော့ဟိုပြီးခဲ့လို့ရှိရင်ပေါ့ဗျာအခုဆိုလဲ10 break new break တွေပဲ new break တွေနဲ့ပြီးမလားကျွန်တော်တို့ကစဉ်းစားလာဒီတစ်ပတ်အတွင်းမှာnew break တွေနဲ့ပြီးမလားကြံကနန်းကိုเนาะအဲ့နှစ်ခုအဲ့ဒါကိုချိန်ဆပြီးတော့မှကျွန်တော်က26မိန်68ရန်ဆိုပြီးအဲ့နှစ်ကွက်ကိုဟိုကစားခိုင်းတာပါเนาะအားလုံးပဲကိုလက်ပါဗျာเนาะစိတ်ထဲမှာလည်းထင်မနေကြနဲ့တက်လာပြီဟေးဆိုလို့ရှိရင်ငါတို့ပတ်စံကုန်ဖို့တက်လာတယ်ဆိုလည်းဖြစ်နေဦးမယ်เนาะပေါက်ကြပါသေးဗျာเนาะ